အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်မမျှဝေချင်တာကကျတော့ science function ကိုအသုံးပြုပုံနဲ့ပတ်သက်ပြီးမျှဝေပေးချင်တာဖြစ်ပါတယ် science function ကဘယ်လိုအခြေအနေမျိုးမှာအသုံးပြုရတာလဲဆိုရင် product alike ကိုပေါင်းကြည့်ခြင်းတယ်ပေါ့နော်အဲ့လိုအခြေအနေကြလို့ရှိရင်ဒီ science function ကိုသုံးရတာအရန်ကိုအဆင်ပြေပါတယ်နော်အဲ့ဒါဆိုရင်တကယ်လို့များကျွန်မတို့က science function မှာမသုံးတတ်ဘူးဆိုရင်ဥပမာဒီမှာ banana လို့ရိုက်လိုက်မယ် banana item တွေကိုလိုက်ပေါင်းကြည့်ခြင်းတယ်ဆိုရင်ဒီလိုပုံစံမျိုးတွေလိုက်ပြီးပေါင်းနေရမှာပေါ့နော်ဒါဆိုရင်အရင်အချိန်ကြာတယ်အဲ့ဒီအတွက်ကိုကျမတို့က science function formula ကိုသုံးပြီးတော့ပေါင်းကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်စပြီးပေါင်းကြည့်ပါမယ်နော်ညီမချင်း sum if ဆိုပြီး formula ရေးမယ်ရေးပြီးရင် criteria range ပေါ့နော်ပေါင်းမဲ့ criteria product code ပေါ့အဲ့ဒါဆိုရင် original file က product code ကို select တော့မှတ်မယ်မှတ်ပြီးွားရင် comma code ပါဒါဆိုလို့ရှိရင် criteria ကိုနောက်တစ်ခါပေါ့နော်အခုပေါင်းမဲ့ဒီ column ပေါ့နော်ဒီက product ကိုတစ်ချက်ကလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးွားရင် comma ကုတ်ပါပေါင်းမှာကြတော့ sum range ပေါ့နော်အဲ့ဒါကကြတော့ဒီ sales တွေကနေပေါင်းမှာမို့လို့ဒီ sales တွေအကုန်လုံးကိုဆက်လက်ပေးလိုက်မယ်ပေးပွားရင်လက်သေးခွင်းပြန်ပေးလိုက်မယ်ပေါ့နော်ပြီးွားရင်အနာခေါက်လိုက်ပါဒါဆို banana ဆိုရင်စုစုပေါင်းဘယ်လောက်ရှိတယ်ဆိုတော့အခု200ဒါဆိုရင်ဒီမှာပေါင်းကြည့်လိုက်နော်90ရဲ့130ဆိုတော့အခု200တကယ်လို့များဒီနေရာမှာ banana မဟုတ်ပဲကျမက apple လို့ပြင်လိုက်မယ်ဆိုရင်ဒီဘက်မှာ formula ရေးထားတာဖြစ်တဲ့အတွက်သူ့ဟာတူပြောင်းသွားလိမ့်မယ်နော်ပြီးတော့ orange ဆိုရင်လည်းထိုနည်း၎င်းပဲ orange ဒါဆိုရင်ဒီမှာကြည့်လိုက်နော်150 95 245ပါmango ပဲထားလိုက်ပါတော့ mango ဆိုရင်330ဒီမှာ200 130 330เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်